ဒီနေ့မှာတော့လေတမိုင်းမနေလုံးဝကိုဖျောက်ဖက်ပေးလို့မရနိုင်တဲ့အရန်ကိုထူးဆန်းလွန်းတဲ့ပျောက်ဆုံးမှု၅ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါကဲပထမဆုံးကတော့1930ခုနှစ်မှာဖြစ်ခဲ့တာပါကနေဒါနိုင်ငံကအဲ့ဒီရွာလေးကိုမုတ်ဆိုးတယောက်ရောက်သွားတဲ့အခါမှာအံ့ဩစရာကောင်းတာကရွာသား2000ကျော်လုံးဟာအစာအနှတော့မကြံပဲပျောက်ကွယ်နေတာကိုတွေ့ခဲ့ရပါတယ်ပိုပြီးထူးခြားတာကအိမ်တွေထဲမှာမိဖို့ဘောကအစားတောက်တွေကအပူတောင်မပြတ်သေးဘူးဗျာခွေးတွေကလည်းအငတ်ဘေးနဲ့တည်ဆုံးနေတာကိုတွေ့ရပေမဲ့လူတယောက်မှရှိမနေတော့တာပါပဲနောက်တစ်ခုကတော့တူရကီနိုင်ငံကရေယာမမြေအောက်မြို့ကြီးပါလူပေါင်း2000ကျော်တောင်နေထိုင်နိုင်တဲ့ဒီမြို့ကြီးကို1963ခုနှစ်မှာတိုက်ဆိုင်စွာတဲ့ရှာတွေ့ခဲ့တာပါမေးစရာရှိတာကဒီလောက်ကြီးမားတဲ့မြေအောက်မြို့ကြီးကိုဘသူတွေကဘာကြောင့်များစောက်ခဲ့တာလဲပြီးတော့အဲ့ဒီမှာနေခဲ့တဲ့လူတွေအားလုံးကရောဘယ်ကိုပျောက်သွားကြတာလဲဆိုတာအခုထိကိုနတ်နဲနေစေပဟေလိတစ်ခုပါပဲကဲ1945ခုနှစ်မှာဖြစ်ခဲ့တဲ့အကြောက်ရဆုံးပဟေလိတစ်ခုကိုကြည့်ရအောင်ဘာမြူဒါသတိကန်ဒေတာကိုဖျက်သွားတဲ့အမေရိကန်ဘုံကျဲနေရင်၅စီးဟာရေတွေကအဖြူရောင်ထစ်နေလဲလို့နောက်ဆုံးသတင်းပို့ပြီးပျောက်ဆုံးသွားခဲ့ပါတယ်ဒါတင်မကသေးဘူးနော်သူတို့ကိုတွားရှာတဲ့ကယ်ဆယ်ကြီးလေရင်မှာထက်မှန်ပျောက်ဆုံးသွားခဲ့တာပါဒါကြောင့်လဲဒါဟာတမိုင်းမှာအကြောက်ရဆုံးပဟေလိတစ်ခုဖြစ်လာခဲ့တာပေါ့အခုမြင်နေရတာကတော့နော်ဝေနိုင်ငံကဟက်စဒါလန်ချွန်ရွမ်မှာအဲ့ဒီမှာထူးဆန်းတဲ့အလင်းတန်းတွေဟာကောင်းကင်မှာရုတ်တရက်ပေါ်လာတတ်ပြီးခဏကြာမှာအစာအနမကြံပျောက်ကွယ်သွားလိမ့်ရှိပါတယ်ဒါဟာတကယ်ပဲတဘာဝဖြစ်စဉ်လားဒါမှမဟုတ်တခြားကဘာကယင်းတွေလားသိပ္ပံပညာရှင်တွေတောင်ဆယ်စုကြည့်ပြီးသူတေသနာလုပ်နေရတုန်းပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ရုရှားဘုရင်အိုင်ဗန်ရဲ့အဖိုးတန်ရှီးဟောင်းစာအုပ်တွေနဲ့ရွှေတွေစုဆောင်းထားတဲ့ရေယာမစာကြရိပ်ကြီးအကြောင်းပါဘုရင်တေဆုံးပြီးနောက်မှာဒီစာကြရိပ်ကြီးဟာမော်စကိုမြို့ရဲ့မြေအောက်တနေရာမှာရှိနေတယ်လို့ယူဆရပေမဲ့ရာစုကြည်နေပြီးတဲ့အထိအခုထိဘယ်သူမှရှာမတွေ့သေးပါဘူးဒီအထင်းမှာတင်တို့ရောဘယ်အချက်ကိုအထူးဆန်းဆုံးလို့ထင်ကြလဲ